ဖာနဂါဆိုတာနဂါရောအများဒီနေ့ကလမ်းပြောက်လာပြီးတော့နဂါကြီးရှိနေအောင်ရောက်လာတယ်ဆိုရင်လည်းနဂါတစ်ကောင်မှလည်းမတွေ့သေးဘူးအရှိမစိတ်အောင်နဂါကြီးမြင်လာဗလားတို့နေအောင်ဒီဘက်ကိုလာကြိုက်နေတယ်မယ်ဒီစိတ်ရုပ်တိုင်းလို့ဆိုတာတမျိုးကြီးရှိမှလာပိတ်နေတယ်ဒီဘက်ဘေးနားမှာတော့ဘာနဂါမှတော့မရှိဘူးအဲ့စိတ်အောင်နဂါတစ်ကောင်လည်းရှိရတင်တယ်အဲ့လိုနဲ့စိတ်မရှိရနဲ့ပဲနဂါနာကိုတွားပြီးကြည့်ခဲ့တယ်နဂါကတကယ်စိတ်အောင်နဂါကြီးတာဗလားအစိတ်မုတ်တဲ့နဂါကြီးလို့တင်တယ်နဂါမြင်တော့လားမသိဘူးဒီဘက်ကိုလာနေပြီးရောအဲ့လိုနဲ့အေဂျင့်ဆိုတာဒီဘက်ကိုပြန်လာတဲ့ခါမှာတော့ရဒါစုပ်ကလာကြိုက်တယ်။နဂါးတိုက်ထရောက်နေလို့ဒီမှာကြောက်နေပါတယ်ဆိုမှရဒါကလာကြိုက်တာအပေါ်ပြန်တက်လိုက်ရအပေါ်ကနေပြီးတော့အဲ့မှာနဂါးရဲ့ရှေ့ကိုကျွန်တော်ပြမကြည့်လိုက်တယ်။နဂါးတွေကအတိုက်လုပ်ပြီးနေရဆိုမဲ့ဒီနားမှာအတိုက်လည်းမတွေ့ဘူးဥလည်းမတွေ့ဘူးလေလား။ခုနားမှာနဂါးတောင်တွေ့တာဗျာတို့အဲ့လိုနဲ့အဲ့နဂါးတိုက်နားမှာဝှေ့လေကြောင်ဝဲလှုပ်လိုက်တာအဲ့နဂါးလိုက်ပြီးတော့မီးနဲ့လိုက်မို့ရကဲကောင်းကျင်တော့ရှေ့မှာငှက်တကောင်ရှိရဆိုတော့အဲ့ငှက်ကိုနဂါးကိုက်နေပြီးကြမ်းနေရကျွန်တော်ကလည်းစလာမနာဖြစ်ပြီးတော့မြင်မြန်လေးဘက်ကိုရှူပြန်နဲ့လာခဲ့လိုက်တော့လွတ်သွားဟောဗျာသူတို့ပြောတော့အဲ့နဂါးတိုက်တွေထဲမှာနဂါးဥတွေရှိပြီးခိုးလို့ရရဲဆိုလို့ကျွန်တော်လည်းပက်ပြီးတော့လိုက်ကြည့်ကြည့်ရနဂါးဥတွေတော့မတွေ့သေးလားဒါပေမဲ့အဲ့ဖာနဂါးဆိုတာနဂါးရောအများကြီးတွေ့ခဲ့အဲ့နဲ့အမြင့်တနေရာရောက်တာနဲ့နဂါးနှကောင်နဲ့တွေ့ရအဲ့နဂါးကဘာနဂါးလဲဆိုပြီးအောက်ကနဂါးကိုမှန်ပြောင်းနေကြည့်ဖို့လုပ်တဲ့အချိန်မှာပဲစောင်းနဂါးလိုက်လာရောပြီးစတာမနာကုန်းပြမလားဆိုပြီးပြီးရတယ်ဒါပေမဲ့နဂါးတွေက movement speed နဲ့မြန်နေပြုံခေါင်းရစတာမနာမကုန်းဆိုတော့ပြီးသွားတော့ဗျာနဂါးဥကတော့တွေ့တယ်မတွေ့ခင်ကြားလည်းမရခင်ဘူးဗျာ